Okay ဒီနေ့တော့ major တွေကတိတ်ပြီးတော့မပြောဖြစ်တဲ့ major တစ်ခုပေါ့နော်ဆိုတော့ energy engineering major ဆိုတော့ major နာမည်မှာတော့ engineering ဆိုပြီးပါတော့တော်တော်များများသိတယ်တော်တော်များများလည်းဒါကိုရင်းနှီးနေလိုက်မယ်ဒါပေမဲ့ဒီဟာကတကယ် engineering major အတိုင်းကောဟုတ်လားပေါ့နော် engineering major နဲ့ကောဘယ်လိုမျိုးတွေဟိုကိုယ်လေဆိုတော့ engineering major နဲ့ဘယ်နေရာမှာမတူသွားလဲပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပြောရလို့ရှိရင်တော့ energy engineering က engineering ထဲက specialized branch တစ်ခုလို့ပြောရမယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး breakdown လုပ်ကြည့်မယ်ဆိုတော့ breakdown လုပ်တဲ့နေရာမှာ terminology keywords တွေတော့နည်းနည်းလေးတော့ပါလာလိုက်မယ်ဒါတော့အတက်နိုင်ဆုံးတော့အရိုးရှင်းဆုံးရှင်းပြသွားမယ်ဒါပေမဲ့တချို့ keywords တွေတချို့ terminology ကြတော့ဟိုရှင်းပြလိုက်လို့ရှိရင်ဒီစကားလုံးဟိုနောက်စကားလုံးတစ်ခုသုံးလိုက်ရင်ကြတော့ပို့ပြီးတော့အတိတ်ပဲလွဲသွားတာမျိုးတွေပို့ပြီးတော့ရှုပ်သွားမျိုးတော့ဖြစ်နိုင်တယ်ကြမလို့တချို့နေရာတွေမှာတော့ဒီ keywords တွေကိုပဲပြောပြီးတော့ရှင်းပြသွားမယ်ပေါ့နော် energy engineering ကဘာကိုလေ့လာရလဲဆိုရင်လုံးဝအရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ energy ကို efficiently ဘယ်လိုမျိုး produce လုပ်မလဲဘယ်လိုမျိုးထုတ်လုပ်မလဲပြီးလို့ရှိရင်ဘယ်လိုမျိုး convert လုပ်မလဲပေါ့နော်ဒီ energy ကို produce လုပ်ရတယ်ပြီးလို့ရှိရင် convert ဘယ်လိုမျိုးလုပ်မလဲပြီးရင်ဘယ်လိုမျိုးသုံးမလဲဆိုတော့ efficiently produce လုပ်တာရယ် convert လုပ်တာရယ် use လုပ်တာရယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ how to ပဲပြောရမယ်ပေါ့နော်ဆိုတော့ how to ကို study လုပ်တဲ့ fee တစ်ခုလို့ပြောရမယ် major တစ်ခုလို့ပြောရမယ် combine လုပ်ထားတဲ့ fee တွေ study subject တွေကတော့အများကြီးပဲဆိုတော့ IT မှာပါတာတွေကတော့ engineering ပါမယ်ဒါကတော့ပြောစရာမလိုဘူးနာမည်မှာလည်း engineering ဆိုပြီးတော့ပါထားပြီးသားနောက်တစ်ခုကကျတော့ physics ပါမယ်ပြီးသွားလို့ရှိရင်နည်းနည်းလေးအနေစိမ့်နဲ့စကားလုံးပေါ့နော် environmental science ဒါပေမဲ့တချို့သူတွေကတော့ဒါနဲ့ပတ်သက်ပြီးတော့ကြားဘူးတဲ့သူတွေရှိလိမ့်မယ်ဒါတော့ဒီဘက် major နဲ့ဆက်တဲ့ major တွေတက်နေတဲ့သူတွေပဲဖြစ်စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ဒီ environmental science ကိုကြားဘူးနေလိုက်မယ်နောက်တစ်ခုကကျတော့ technology ဆိုတော့ဒီ၄ခုကိုပေါင်းပြီးတော့ global energy problem တွေကိုဖြေရှင်းတယ်ဆိုလဲမှန်တယ်ဆိုတော့ဒီ၄ခုကိုကျွန်တော်တို့ကအတူတူ study လုပ်ဒီ၄ခုနဲ့ဆက်ပြီးတော့ overlap လုပ်ပြီးတော့ study လုပ်တယ် study လုပ်ပြီးတော့ global energy problem တွေကိုဖြေရှင်းဖို့အတွက်ဒီ solution ထုတ်တာပဲဖြစ်ဖြစ် solution ရှာတာပဲဒါတွေကိုလုပ်ရတယ်ဒီနေရာမှာ global energy problem လို့ပြောလိုက်တာဘာတွေရှိလဲပေါ့နော်ဆိုတော့ဒီ global energy မှာဘာတွေ global energy problem လို့ပြောလိုက်ဘာတွေဖြစ်နေလဲပေါ့ climate change ရှိမယ်ဒါကတော့အခုမှဖြစ်နေရမျိုးတော့မဟုတ်ဘူးတော်တော်ကြာဖြစ်နေခဲ့တဲ့ကိစ္စတစ်ခုပေါ့နော်အမြဲတမ်းလိုလိုလည်းဖြစ်နေခဲ့တဲ့ကိစ္စတစ်ခုလို့ပြောရမယ်ဆိုတော့ climate change problem တွေရှိမယ် fuel shortage တွေရှိမယ်ပြောလို့ရှိရင်ကတော့ renewable energy development ဒါကတော့ကြားသမျှထဲမှာအကောင်းဆုံးသော phrase တစ်ခုလို့ပြောရမယ်ပေါ့နော် renewable energy development နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလုပ်လဲဘယ်လိုထုတ်လုပ်လဲကျွန်တော်ဒီဟာတွေကိုဖြည့်ရှင်းမှုအတွက် energy engineering ကသူတွေကတာဝန်ရှိရလို့ပဲပြောရမှာပေါ့နော်။ဒါတွေကိုအတူချုပ်ပြီးတော့ရိုးရှင်းထပ်ပြောရမယ်ဆိုရင် energy engineering ကကဘာကြီးတစ်ခုလုံးကို power လုပ်တဲ့ system တွေကို design ဆွဲပြီးတော့ဒီ improve လုပ်ပေးတာလို့ပြောရမယ်။ဒါမှမဟုတ်လည်း build လုပ်ပေးတာလို့ပြောရမယ်။ဘယ်နေရာကနေရလာတဲ့ energy တွေဆိုဒီ wind farms တွေပါမယ် solar panel တွေပါမယ်။အခြားသော resources တွေပါတယ်ပေါ့နော်။ဒါတွေကိုသုံးပြီးတော့ energy produce လုပ်ပေးရပဲပြောရမှာပေါ့။ဒါတွေလေးလာမလဲဆိုရင်ကenergy engineering က interdisciplinary major ဖြစ်တယ် interdisciplinary major ဆိုတာကအရင်ဗီဒီယိုတွေမှာတော့ပြောဘူးတယ် interdisciplinary major နဲ့ပတ်သက်ပြီးရှင်းပြတာပေါ့နော်ဆိုတော့ဒီကောင်က ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ branch တစ်ခုတွေကိုပေါင်းစပ်ထားတာမဟုတ်ဘူး mixture of branch ပေါ့နော်ဒါမှမဟုတ်လည်း more than one branch လို့ပြောရမယ်ဆိုတော့ branch တွေအများကြီးကိုပေါင်းစပ်ထားတဲ့ field of study တစ်ခုဆိုလိုတာကဒီဟာကို interdisciplinary လို့မြင်လိုက်တာနဲ့ကြားလိုက်တာနဲ့ energy engineering ဆို engineering အပြင်တခြားတစ်ခုပါလာမယ်ဆိုတော့ဒါ example အနေနဲ့ပြောလိုက်တာပေါ့နော် branch တစ်ခုတွေကိုသင်ရမှာမဟုတ်ပဲね branch တွေအများကြီးကိုပေါင်းပြီးတော့လေ့လာရတဲ့ field of study တစ်ခုဆိုရင်ပုံမှန်တယ်ပထမဆုံးဆိုရင် thermodynamics ဆိုတော့ဒီဟာကတော့ science ဘက်ကလူတွေဆိုရင်တော့ရင်းနှီးနေလိုက်မယ်ဆိုတော့ science ဘက်ကမဟုတ်ဘူးဒီတိုင်းပဲ generally အနေနဲ့မသိဘူးဆိုရင်တော့မှ thermodynamics ဆိုတာက heat တွေ energy တွေကဘယ်လိုမျိုးလှုပ်ရှားလဲပြီးတော့ဘယ်လိုမျိုး convert လုပ်ရလဲပေါ့ state တစ်ခုကနေ state တစ်ခုဘယ်လိုမျိုးဖြစ်သွားလဲပေါ့ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီ thermodynamics က cover လုပ်ပေးရဆိုရင်မှန်တယ်ပေါ့နော်ပြီးရင်ဒီ renewable energy system တွေရှိမယ်ဒီ solar တွေ wind farms တွေ hydro တွေ geothermal တွေ biomass energy တွေဆိုတော့ renewable ဆိုတဲ့အတိုင်းပဲပြန်ပြီးတော့ produce လုပ်လို့ရတယ်ကုန်ခန်းသွားတာမျိုးမဟုတ်ပဲねပို့ပြီးတော့လည်း efficient ဖြစ်တဲ့ energy source တစ်ခုလို့ပြောရမယ်ပေါ့နော်ပြီးရင်ဒီ electrical power system နဲ့ပတ်သက်ပြီးတော့လေ့လာရမယ်ဒီ electrical storage နဲ့ပတ်သက်ပြီးတော့လေ့လာရမယ်ပြီးတော့ electrical power system နဲ့ပတ်သက်ပြီးတော့လေ့လာရမယ်energy storage နဲ့ပတ်သက်ပြီးတော့လေ့လာမယ်
energy ကို produce လုပ်ပြီးရင်ချက်ချင်းသုံးလိုက်တာမျိုးမဟုတ်ပဲねတကယ်လို့ store လုပ်ထားမယ်ဆိုရင်ဘယ်လိုမျိုး store မလဲဘယ်နေရာမှာ store မလဲ efficiently ဘယ်လိုမျိုးလုပ်မလဲဆိုတာလည်းသင်ရမယ်တစ်ခုကကျတော့ energy efficiency ပေါ့နော်ဆိုတော့ energy efficiency ဒီကတော့ရှင်းပြောလို့ရှိရင် efficiency ကတော့ခဏတော့ကြားနေရလိမ့်မယ်ဒီ major ရဲ့ whole point ကလေဒီ efficient ဖြစ်အောင်လုပ်တဲ့ major ဆိုလဲမှန်တယ်မင်းကဒီ environmental science တွေ engineering design တွေဒီမှာက real world project တွေဒီ renewable system တွေတကယ်ကြီးတည်ဆောက်ရတာမျိုးတွေရှိမယ်ဒီ research လုပ်ရမျိုးတွေလည်းရှိမယ် common ဖြစ်တဲ့ career path တွေဆိုရင်တော့ renewable energy engineer တွေရှိမယ်ဒီမှာက wind ဘက်ကိုသွားရတဲ့သူတွေလည်းရှိတယ် hydro ဘက်သွားရတဲ့လူတွေလည်းရှိတယ်ဒါကတော့တယောက်နဲ့တယောက်တော့မတူဘူးရွေးချယ်တဲ့လမ်းကြောင်းတွေကတော့ဒါပေမဲ့ဒီကတော့ common ဖြစ်တဲ့ path တွေတစ်ခုဆိုရင်တော့ပုံမှန်တယ်အင်းကဒီ power plant engineer တွေရှိမယ်တချို့ကကျတော့လေ consultant အနေနဲ့ဒီ energy ဆိုင်ရာ consultant အနေနဲ့ပြန်လုပ်တာမျိုးလေးရှိမယ်ဒီအကြံပေးတာပေါ့နော် energy ကို efficiently သုံးမယ် organization တခုအဲ့လိုသုံးမယ်ဆိုရင်ဒီ consultant တယောက်အနေနဲ့ဘယ်လိုမျိုးတွေသုံးရမလဲဘယ်လိုတွေသုံးတော့ဘယ်လိုတွေဖြစ်မလဲဒီလို consult လုပ်ပေးတဲ့သူတွေနဲ့ပြန်လုပ်တာမျိုးတွေရှိတယ်။ဒါတော့များသောကတော့ဒီ engineer တွေ analyst တွေလုပ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမှမဟုတ်ပဲ R&D ပေါ့နော် research and development ဆက်သွားတဲ့သူတွေလည်းအချို့ရှိကြတယ်ပေါ့နော်။တကယ်လို့ဒီ clean energy စိတ်ဝင်စားတဲ့ environment ကိုထိန်းသိမ်းမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း motivate ဖြစ်တယ် passionate ဖြစ်တယ်လုပ်ကြည့်ခြင်းနဲ့ energy နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေ produce လုပ်လဲ convert လုပ်လဲ store လုပ်လဲ efficiently ဘယ်လိုသုံးရမလဲ efficiently သုံးလိုက်ဘယ်လိုမျိုးတွေဖြစ်သွားလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကစိတ်ဝင်စားတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း enthusiastic ဖြစ်တယ်။ညာတကယ်လဲ real world ဒီ energy problem တွေကို solve လုပ်ခြင်းနဲ့တထောင်တနေရာကနေကဲတင်မယ်ကုညီမယ်ဆိုရင်တော့ energy engineering major ကအသင့်တော်ဆုံးလို့ပြောရမယ်။ဒီမှာကိုက technology တွေစိတ်ဝင်စားတယ်ဒီ climate change နဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားတယ်ပြီး innovation ပေါ့နော်အဓိကတော့ဒီမှာ innovation ဆိုတဲ့စကားလုံးကိုလည်းထည့်သုံးရမယ်ပေါ့နော် efficiently အကုန်လုံးဘယ်လိုလုပ်ရမလဲစဉ်းစားရတဲ့အချိန်မှာဒီ innovative ဖြစ်ဖို့လည်းတထောင်တနေရာနေတော့ပါဝင်လာမယ်ဆိုတော့ကို innovative ဖြစ်တာနဲ့ပတ်သက်ပြီးဒီ innovation နဲ့ပတ်သက်ပြီးတော့ကိုကစိတ်ဝင်စားတယ်ဒါနဲ့ပတ်သက်ပြီးတော့ passionate ဖြစ်တယ်ဆိုတော့ဒီ major ကတင့်တော်တယ်အခုပြောရတဲ့အကြောင်းအရာတွေကဒီ energy engineering နဲ့ပတ်သက်ပြီးတော့ overview ပုံစံပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာက university တစ်ခုနဲ့တစ်ခုမှာတော့သင်ယူရမယ့်အကြောင်းအရာတွေကတော့မတူနိုင်ဘူးဒါပေမဲ့ general concept အနေနဲ့ကတော့ဒါတွေလေ့လာသင်ရမှာဖြစ်တယ်ဒါပေမဲ့ deep down ဟိုလို A to Z ကြီးတော့အကုန်လုံးတော့ဒီတိုင်းတူမယ်တော့မဆိုလို့တကယ်လို့ကိုကဘာတွေလေ့လာသင်ရမှာလဲသိကျင်တယ်ဆိုရင်တော့ကိုတက်ဖို့ရွေးထားတဲ့ university မှာဒီ energy engineering program ရဲ့ course outline ကိုကြည့်ပြီးတော့တေချာရှာတာကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော် That's it for today's video မေးချင်တာချင်း comment မှာရေးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်